မင်းကလေးတယောက်ကသူမအရန်ချစ်တဲ့အယုတ်လေးကိုနမ်းလိုက်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ကုမ္ပဏီရဲ့ CEO ကရုတ်တရက်တယောက်ကသူ့ကိုနမ်းလိုက်တယ်လို့ခန်းစားလိုက်ရတယ်အဲ့ဒီနောက်မင်းကလေးကအယုတ်ရဲ့အဝတ်အစားတွေကိုမတော်တဆဆွဲချလိုက်မိပါတယ်နောက်တစ်စက္ကန့်တွင်းမှာပဲ CEO ရဲ့ဘောင်းဘီကရုတ်တရက်ကျသွားတယ်သူကအစည်းအဝေးခန်းထဲမှာရှိနေတဲ့လူအားလုံးကိုချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်လက်ထောက်ကသူ့နောက်ကိုလိုက်လာဖို့စ조사ပေမဲ့သူကဘသူ့ကိုမှသူ့အနာမကပ်ဖို့တတိပေးလိုက်တယ်အဲ့ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေဟာမင်းကလေးရဲ့အယုတ်နဲ့ဆက်နွယ်နေတယ်ဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့အခါ CEO ကရေချိုးနေခဲ့တဲ့တစ်ချိန်တည်းမှာပဲမင်းကလေးကသူမရဲ့အယုတ်လေးရေဆိုနေတာကိုတွေ့လိုက်ရပြီးအံ့ဩသွားခဲ့တယ်ဒါကြောင့်စံပင်ကျောက်ဆက်နဲ့အချောက်ခံပေးဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာအယုတ်ကပြန်ချောက်သွားပြီးအဝတ်စားတွေတောင်ပြန်ဝတ်ထားတာကိုတွေ့လိုက်ရတဲ့တစ်ဖက်မှာတော့ CEO ကညအိတ်ဝတ်စုံဝတ်ပြီးအိတ်ဖို့ပြင်ဆင်နေခဲ့ပါတယ်မင်းကလေးဟာအယုတ်ကိုအဝတ်စားတွေလဲပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ CEO ရဲ့အဝတ်စားတွေကအကြောင်းပြချက်မရှိဘဲရုတ်တရက်ပြောက်ကွယ်သွားခဲ့တယ်သူကတော့သူ့ကိုယ်သူချိန်စာတင်နေပြီလို့ထင်သွားခဲ့ပါတယ်နောက်တစ်နေ့မှာမင်းကလေးကစာရွက်စာတမ်းတွေကို CEO စီသွားပို့ခဲ့တယ်အဲ့ဒီအချိန်မှာ CEO ကသူမရဲ့အယုတ်ကိုချက်ချင်းသတိထားမိသွားပါတယ်မင်းကလေးကအယုတ်ရဲ့မျက်နှာကိုညှစ်လိုက်တာနဲ့သူ့ကိုလည်းတယောက်ကသူ့မျက်နှာကိုညှစ်နေတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ဒီလိုတဘာဝလုံးဖြစ်ရမျိုးကိုမယုံကြည်နိုင်တာကြောင့်သူ့စိတ်ထဲကထင်အောင်ထင်မှာဖြစ်တာပဲလို့ထင်ခဲ့ပါတယ်အဲ့ဒီညမှာ CEO ကမင်းကလေးကိုပွဲတော်တစ်ခုစီအတူလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်မင်းကလေးကလည်းသူမရဲ့အယုတ်ကိုယူသွားခဲ့ပါတယ်သူတို့နှစ်ယောက်ပွဲတော်ကိုရောက်တာနဲ့အဲ့ဒီတွေရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိသွားခဲ့တယ်အဲ့ဒီမှာချမ်းသာတဲ့မင်းကလေးတယောက်က CEO ကိုတိတ်တဆိတ်သဘောကျနေခဲ့ပါတယ်သူမကမင်းကလေးစီလျှောက်သွားပြီးဆင်းရဲတဲ့သူဆိုပြီးလောင်ပြောင်းခဲ့ပြီးတော့ CEO နဲ့လုံးဝမထိုက်တန်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ဝိုင်းခွက်ကိုကောက်ယူပြီးမင်းကလေးစီပတ်လိုက်တယ်မင်းကလေးကမတိစိတ်နဲ့အယုတ်ကိုမြောက်ပြီးကားလိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲ CEO ရဲ့ကိုယ်ပေါ်မှာလည်းဝိုင်းတွေဆိုရှဲသွားခဲ့တယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူအားလုံးအံ့ဩသွားကြတယ်ချမ်းသာတဲ့မင်းကလေးကသူ့ကိုတုပ်ပေးဖို့စ조사ပေမဲ့ CEO ကသူမကိုတွန်းဖယ်လိုက်ပါတယ်အဲ့ဒီမင်းကလေးကဒေါသထွက်သွားပြီးအခွင့်ရေးရတာနဲ့မင်းကလေးရဲ့အယုတ်ကိုဆွဲယူလိုက်တယ်မင်းကလေးကအယုတ်ကိုပြန်ယူဖို့စ조사ပေမဲ့ချမ်းသာတဲ့မင်းကလေးကရေကန်တယ်တွန်းချလိုက်ပါတယ်ထိတ်လန့်သွားတဲ့မင်းကလေးကသူမရဲ့လက်ကိုဆွဲဖမ်းလိုက်တာကြောင့်နှစ်ယောက်စလုံးရေထဲကိုအတူတူပြုတ်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာ CEO ကအဝတ်စားလဲပြီးသားဖြစ်ပေမဲ့သူ့ကိုယ်ပေါ်မှာရေတွေပြန်ဆိုလာတာကိုသတိထားမိလိုက်တယ်အဲ့ဒီအခါမှာတော့မင်းကလေးရဲ့အယုတ်နဲ့သူ့ကြားမှာထူးဆန်းတဲ့ဆက်နွယ်မှုတစ်ခုရှိနေတယ်လို့စတင်တန်တရားဝင်လာခဲ့ပါတယ်ဒါကြောင့်သူကချက်ချင်းရေထဲကိုခုန်ဆင်းပြီးမင်းကလေးကိုကယ်တင်လိုက်တယ်မင်းကလေးသတိပြန်ရလာတဲ့အခါအယုတ်ကရေချိုးဝတ်စုံဝတ်ထားတာကိုတွေ့လိုက်ရပါတယ်သူမအဝတ်အစားလဲပေးဖို့ရေချိုးဝတ်စုံကိုချွတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ CEO ကရေချိုးပြီးရေချိုးခန်းထဲကထွက်လာခဲ့တယ်သူကမင်းကလေးကိုချက်ချင်းရက်ဖို့အော်ပြောလိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီသူဟာရေချိုးဝတ်စုံကိုအမြန်ကောက်ယူပြီးပြန်ဝတ်လိုက်ရတယ်ပြီးတော့မင်းကလေးကိုအဲ့ဒီအယုတ်ကိုနောက်တစ်ချိန်မထိဖို့တတိပေးလိုက်ပါတယ်အဲ့ဒီအချိန်ကျမှမင်းကလေးဟာသူမရဲ့အယုတ်လေးနဲ့ CEO ကြားမှာထူးဆန်းတဲ့ဆက်နွယ်မှုတစ်ခုရှိနေပြီးနှစ်ယောက်သားရဲ့ခံစားချက်တွေတစ်ထပ်တည်းကျနေတယ်ဆိုတာကိုသိလိုက်ရတော့တယ်